ပေါ့နော်ရန်ကုန်ကညီမောင်နှမတွေကိုမနေ့ကတော့မောင်လေးချက်တယ်ဒီနေ့ဖတိမလေးပေါ့နော်ဒီနေ့ပဲသွေးခဲလေးကိုညီလေးနဲ့ချက်ပါတယ်ကိုရီးယားကျတော့လေမဲသားဝတ်သားမစားတော့ဘူးဒါပဲသွေးခဲလေးကိုမှရုပ်သီးစိမ်းပွားလေးရဲ့မြစ်လေးရဲ့ချက်တယ်ပြီးချင်မောင်ရဲ့ကိုမှမြစ်လေးနဲ့ပြမကျဲလေးချက်မယ်ပြီးပဇွန်လေးပေါ့နော်ပဇွန်စီပြန်လေးချက်ပါမယ်ရှိဒါဒီမဲ့နန်းမီလေးနဲ့တော့တက်ရှိတို့ဟင်းလေးပြလာအောင်ဒီမဲ့ရှယ်ပဲဒါအိမ်ကမောင်လေးကိုချက်ကြရပါမောင်လေးနဲ့ဒီသားသမီးတွေနဲ့ပေါ့နော်ဒီမဲ့ဒါလေဒီကလေဝဲလို့ကောင်းတယ်တိကလိုက်နေတာမိကွက်စေးတာလေတန်လိုက်တာအကုန်လုံးဒါနန်းမီကလည်းရေးစေးထားနော်နန်းမီလေးအုပ်မင်းပဲသွေးလေးကိုမှမြစ်လေးနဲ့ပေါ့နော်ဒါပဲသွေးခဲနော်ဟုတ်ကျိုးရမှာတာကျိုးလေးပြပေးမယ်ဒါပြင်ပဇွန်လေးရဲ့ပေါ့နော်အမေလည်းလာတယ်လားအမေလည်းလာပေါ့မေရောပါနေတယ်နော်မေရောပါနေတယ်အမေရှင်ဒါနော်မေစီကွာကြီးလေးမျိုးပြီးကွာကြီးလေးရဲ့ပဲသေးကလေးရဲ့နည်းနည်းမီလေးရဲ့မေခဏလေးကြာရင်ပဇွန်စီပြန်ချက်မယ်ရှင်ပဇွန်ကိုလည်းဆက်ဆက်လေးချက်မယ်နော်ရှေ့ပဲစားကြပါအောင်မျိုးပြီးကွာကြီးကောင်းလိုက်တာဒီကဝဲလို့ကောင်းတယ်တိတာလိုက်နေတာမိကွက်စေတဲ့တန်းနေရောပဲဗာနေလေရှယ်တန်နော်တကယ်အကုန်တန်တယ်တိကဒီလိုက်နေမိကွက်စီထဲမှာလေဈေးဝယ်ရတာစိတ်ချမ်းသာလိုက်တာတန်လိုက်တာဟိုဒီမဲ့ဒါပဲတွေ့ခဲ့သားသမီးတွေနဲ့အမေဒီနဲ့ချက်တာအလူလုံးနေသလိုပဲလုံးနေတယ်လို့ပဲလားအေးဟုတ်တယ်မတိုင်းမြေအလူလုံးတယ်လို့ပဲလေရ20လာကတော့မလာဘူးပစုံလည်းမကြလာအောင်ပစုံအဲ့ဒါပစုံချက်ပါပစုံဆိုတော့တန်မှတန်အများကြီးပဲတန်မှတန်မနော်အဲ့ဒါ၄တောင်းပို့ဒိတ်တာကို၄တောင်းတန်လိုက်တာမကလေးမစီပြန်လေးလုပ်မှာပေါ့နော်ရပါပြီကဲကြက်ပါပြီပေါ့နော်ဒီမလားငါသိချစ်တို့ဒီမဲ့ဒါကတော့လူများတော့ပေါ့နော်ပဇွန်ချက်ပါတယ်ပဇွန်ချက်ရဲ့ညစ်နဲ့ချမောင်ရဲနဲ့ကြီးမကြည့်မကျဲလေးရဲ့ဒီမဲ့ဒါကတော့လေမန်းထဲမှာလေအမဒါပဲသွေးခဲမဟုတ်ဘူးအမဲသွေးရောတယ်ဆိုတော့ဖတိမမစားပါဘူးဒါကတော့ကလေးတွေစားလိမ့်မယ်ပေါ့နော်ဒါမဲသွေးခဲရောတယ်ဆိုလို့ဖတိမမစားဘူးပေါ့နော်စိတ်ကမတန်းဒီမဲ့ဒီလိုပဇွန်ချက်နဲ့ဒီချမောင်ချင်းလေးနဲ့ဒီမဲ့ဒါဖတိမတို့ရှိမှရောင်းတဲ့ငါးငပြေပြောချက်ဒီမဲ့ငါးငပြေချက်ငပြေချက်နဲ့ပေါ့နော်ဒီမဲ့ဒါညှိရင်ငရုတ်သီးပွားတောက်ရင်အသက်မပါလို့ပေါ့နော်ညှိလေးရငရုတ်သီးပွားတောက်ရင်လည်းဒါလက်ကဒီဘက်ကထမင်းနေတယ်မဒီအနေလေးလိုလေးစားနိုင်မယ်နော်ဒါပဇွန်ချက်ပေါ့နော်ပဇွန်လေးနဲ့ချင်းဟင်းလေးနဲ့ထမင်းစားတာပါစားကြပါအောင်ကိုကကြတော့ဒီစိတ်ကလေးမတန်းလို့ပေါ့နော်အမကြီးအဲ့ဒါတွေရမန်းနေတယ်မှာမဲသေးရောတယ်ဘာညာပြောတော့ပေါ့နော်ကလေးတွေပဲချက်ပေးတယ်ကိုကတော့မစားဘူးဒါခုငယ်ငါးငယ်ပြေပြောခိုင်းမှဆောင်မှာရပါစက်မပါဘူးနော်ရန်ဒါအဆက်ချက်ထားတာအဆက်ကအဲ့ဒါစိတ်ထဲမှာပွားဖြစ်တယ်လို့ဟိုဖြစ်နော်ညက်မင်းရကာလမီကုန်စီရပါတယ်ရှင်အလုပ်ကိစ္စမျိုးကနော်ကျန်းလာဆက်ကြွမှာပြောရအမကြီးပြန်ရောက်နေတာတခုအာလူကြော်တယ်ငါးရီကွန်ကြော်တယ်အိုးပေးရနော်ပြန်ရောက်နေတာအမကြီးစက်ပွားအနေနဲ့ဆုံးရပါပြီအိုးပေးရန်ကုန်ဆိုင်မှာလည်းရတယ်လို့မန္တလေးဥပိ္ပဒါဆိုင်မှာလည်းရပါတယ်ရှင်မြို့ပြီးပွားရင်တိုက်စားကောင်းတယ်ငါငါပြေကျန်တာတိုင်းမစားဘူးဒီမောင်ရဲ့ကိုလေးမှာဒီမှာတော့ဘာပြီးတော့ပြောထည့်ထားကြလက်ကမင်းနေလည်းပြင်ပါလို့ဘာပြီးတော့ထည့်ထားရတာအဲ့ကောင်းဒီငါငါပြေကြလေးနဲ့အဆက်ဟမပါတော့ကိုရောင်းနေကြဝယ်စားရတာပဲဒီနေ့ငါပြေကြဖတိမရှိမှရပါဟမ်ဒါလူများရလေရောက်20ဆိုတော့မလောက်လို့မဟုတ်နောက်တော့ဟိုကပြန်လေးထက်လောက်တာတည်းဟာပဲစားမှာနော်တင်အောင်တင်ရပါတယ်ရှင်ဒီကမုံနေလေပုံပြန်ရောက်ပါပြီတက်တက်လေးတက်နေလည်းနေလည်းရောက်ပါပြီစိတ်ကြီးချော်တွေစိတ်ဒုက္ခတွေအကုန်ရောက်ပါပြီနော်ရန်ကုန်ဆိုင်မှာဒီအနည်းမုတ်တွေလည်းရောက်ပါပြီလိုက်လို့မင်္ဂလာပါရှင်ပတိမကတော့ရန်ကုန်ရောက်နေတာပါလက်ဖက်အချင်းတော့ဒါတဘာဝတိုင်းမှာဒါဟိုကနေဇောင်းကားသီးနဲ့လို့ဒါနော်အားရီကွန်ကြော်ပေါ့နော်ဟိုအားရီကွန်ကြော်ကတော့လက်လီကတော့ဈေးမတက်ပြီမဲ့ဖတိမတို့ကတော့လက်ကားဈေးတက်တယ်အာလူကြော်တွေလည်းအဲ့လိုပဲဘာလို့လဲဆိုတော့လေဘလို့မှဈေးမတက်လို့မရတဲ့အဖြစ်နေတယ်ဘာလို့ဆိုတော့ဒီလိုမျိုးဘူးကိုနဲ့ဝယ်လို့ကိုမရဘူး
ပြောရင်ငါရဲ့ကွန်ကျော်အထူးကူးဆိုင်နေပါလေခါရီပါပါတယ်ဆိုရင်လည်းတောင်းမှန်ပါပါနော်မင်္ဂလာပါမယ်တောင်းလေမဲအမျိုးကြီးရတာတော့တေချာအမြဲတမ်းကူးဆိုင်ပါတယ်ချင်းငါရဲ့ကွန်ကျော်ကိုခါလာတွေပါတယ်ဆိုရင်လည်းတောင်းဝင်ယူပြည့်ရှင်းပေးပါတယ်ဒါမဲ့ပေါ့နော်အဝေးရတယ်ဆိုရင်တော့ဗတိမဂယူတော့စိုက်တယ်ပေါ့နော်အဲ့လိုတစ်ခါတလေပါသွားရဆိုရင်တော့တောင်းမှန်ပါတယ်ရှင်ဒါဖတိမရောင်းနဲ့ဇောင်းကားသီးနဲ့လောက်ထားတဲ့လက်ဖက်အချင်းတပါပါနော်လက်ဖက်ရှူးရှဲလေးလက်ဖက်သမင်းစားလည်းကောင်းတယ်လက်ဖက်ရှူးရှဲလေးရဲ့ငါးရီခွင်လေးရဲ့ပေါ့နော်အချင်းလေးကဒီလိုလေးမှဒီအချင်းကြရလဲအော်ဒီအချင်းနဲ့ဆိုင်တော့ငါးရီခွင်အာလူကြော်ရလက်ကားစီနည်းနည်းတက်ပါတယ်လက်လီကတော့ဈေးမတက်ပါဘူးရှင်ဘူးကွန်ဈေးတောင်းနဲ့ပြန်ချပြီးမှာပါနော်ဘူးကွန်ကလေးဘလို့မှကိုဝယ်လို့မရဘူးဘလို့မှကိုဝယ်မရအကောင်ဈေးတက်တာရော့ငါးရီခွင်နေပါဆိုရင်လည်းဖတိမခရူးဆိုင်ပါတယ်တခါတလေမပါပဲဆိုရင်တောင်းမှန်ပါတယ်ရှင်ခါးရီပါဆိုရင်ပြန်လဲပေးပါတယ်ဘူးကွန်ပြန်ကြပါနော်ဘူးပြန်ကြပါပြန်လဲပေးပါတယ်ရှင်ရန်ကုန်လဲထဲမှာစိုင်းဖွင့်မှာပါရှင်လဲထဲမှာလာကုံလောက်ကြရင်တော့ဖွင့်နေအောင်စူးစမ်းနေပါတယ်အစမပြေတာရှိရဆိုရင်တောင်းမှန်ပါတယ်ရှင်အခုကတော့ဖတိမတော့ရန်ကုန်လိုင်းသားရဘိုးအောင်ကျော်လဲဘိုးအောင်ကျော်အောက်ထိပ်မှာလဲရတယ်လို့မန္တလေးဥပိ္ပဒနောက်ထိပ်ကုကုမင်းအောက်မှာလဲရတယ်လို့ဥပိ္ပဒနောက်ထိပ်ကမလန်းပေါ်မှာလဲရပါတယ်ရှင်ဒါမျိုးစားကြည့်စားချင်စိတ်ကြီးမှစားမစားဘူးတော့ဒါနေဟိုလက်ဖက်ဆူးစိတ်နဲ့စားချင်တာဆိုရင်ဘာမှဟိုရောင်းနဲ့ဒါဇောင်းကားသီးနဲ့လောက်တဲ့လက်ဖက်ချင်မင်းကြီးကောင်းတာလက်ဖက်သမင်းနေဆိုရင်ရောင်းတဲ့လူတွေဆိုစင်ပြေသိလားတော်တော်ကောင်းလို့မဖြစ်စတဲ့နေပြန်ရောင်းချင်တဲ့စိတ်ကူကနေနေဆုံးရပါတယ်ချင်းအစမပြေရရှိရခဲ့တယ်ဆိုရင်တောင်းမှန်ပါနော်အမေအခုကယူဆိုင်ပါရဲ့စစရအကုန်ကယူဆိုင်ပါတယ်ရှင်ခိုင်ကြငါဆိုတော့ရန်ကုန်မှာမိုးတွေရွာနေပါတယ်ရှင်ရန်ကုန်မှာမိုးတွေရွာနေပါတယ်မိုးရေချိုးခြင်းလည်းထမိတ်မပါဘူးမိုးရေချိုးလိုက်ချိုးရင်ချိုးပေါ့ဖျားကုန်မယ်ပြီးဒီမဲ့ရန်ကုန်မှာမိုးတွေရွာနေကြက်တနေလမ်းရပါတယ်ရှင်ဒီမဲ့တန်တန်လေးကြက်တနေလမ်းရပါတယ်တန်တန်လေးကြက်တနေလမ်းရပါတယ်ရှင်ရာကူကြော်ညာပေးပါအောင်ရာကူတွေရပါတယ်ရှင်ရာကူနော်ဒီမဲ့ဘယ်လိုမျိုးတော့ဘယ်လိုပဲမလို့အေးဘာပြောလဲရာကူရပါတယ်နော်ကျမရဲ့တက်စားရာကူတွေပေါ်ပင်ရပါတယ်ရှင်ဘိန်းမုံတွေလည်းရပါတယ်စိုက်မဒီမဲ့အာလူကြော်တွေဒီနေ့မှရောက်တာအစုံလင်းကိုရပါတယ်ရှင်ဒီမဲ့နော်စိုက်မကိုဒီမဲ့ပြည့်ထည့်ထားတယ်နော်အာလူပေါင်းကြော်တွေလည်းကောင်းတယ်အဲ့ညရေရပါတယ်အာလူပေါင်းကြော်တွေလည်းရပါတယ်ရှင်ငါးရေကုန်တွေဒီနေ့မှရောက်တာပါရန်ကုန်မှာမိုးရွာပါတယ်မန္တလေးမှာမိုးရွာလားရှင်ပစ္စည်းတွေအစုံကိုအပြည့်ထည့်ထားပါတယ်ဖတိမလူလဲရောက်ပစ္စည်းလဲရ